God's Word Express. ကတော့ဒေါက်တာခုံအိတ်ကျုံခီဝင်အခရီးတီတီရဲ့မင်းရဲ့အတူလာရင်သိရမည်တရားဒေသနာစီရီးတဲ့အပိုင်းနိုင်ကိုပါ ဟုတ်ကဲ့ အထူးသဖြင့်ကောင်းချီးမင်္ဂလာနဲ့ကျင့်ချင်းအမင်္ဂလာအကြောင်းကိုပေါ့ဂီရစင်တောင်နဲ့အေဗလက်တောင်ပုံရင်းကျိနဲ့ဘလို့ချိတ်ဆက်တင်ကြားထားတယ်လဲဆိုတာကိုအတူတူကြည့်ကြရအောင်ပါ ဟုတ်ကဲ့ဒီတရားဟောချက်မှာတုံထားတဲ့ပုံရိပ်ကတကယ်စိတ်ဝင်စားဖို့ကောင်းတယ်ဗျာရှေခင်းမှုအနားမှာလဲကတ်လက်တောင်နှလုံးရှိတယ်ဂီရစိန်နဲ့အေဗလက် ဟော့ တလုံးကဆိုရင်ဖြင့်စိမ့်ဆူဆူနဲ့အယမ်းလာတာဂီရစိန်တောင်ပေါ့နောက်တစ်လုံးအေဗလက်တောင်ကြတော့ချက်ကတ်နဲ့ကြောက်ဆောင်နေများတယ် အဲ့အမြင်ပိုင်းဆိုင်ရာကွာခြားချက်ကိုကသင်္ကေတဖြစ်နေပြီနော် ဟုတ်ပါတယ်တရားဟောရချမ်းမှာဘုရားသခင်ကအစ္စရာ엘လူတွေကိုဂီရစိန်ပေါ်မှာကောက်ကြီးတွေကြီးညာခိုင်းတယ်အေဗလက်ပေါ်မှာတော့ဂျင်ချင်းတွေကြီးညာခိုင်းတယ်ဆိုတော့အဲ့ဒီတောင်တွေကကောက်ကြီးနဲ့ဂျင်ချင်းရဲ့သင်္ကေတတော့ဖြစ်သွားတာပေါ့ ဒါပေမဲ့တရားဟောဆရာအဓိကပြောချင်တဲ့အချက်ကအဲ့ဒီနေရာဒေတာကြီးထက်လူကိုကိုရဲ့နာခံမှုကပိုအရေးကြီးတယ်ဆိုတာမျိုးဟုတ်တယ်မလား အတိကြပါပဲအဲ့ဒါအဓိကအချက်ပဲကောင်းကြီးပဲဖြစ်ဖြစ်ဂျင်ချင်းပဲဖြစ်ဖြစ်လေကိုယ်ဘယ်နေရာမှာရှိနေလို့ဆိုတာထက်ဘုရားသခင်ရဲ့စကားကိုဘလို့နာခံတယ်လဲမနာခံဘူးလဲဆိုတော့ကိုယ့်ရဲ့ရွေးချယ်မှုကိုယ့်ရဲ့လုပ်ရအပေါ်မှာပဲမူတည်တယ်လို့အလေးပေးထားတယ် ဥပမာပြောရရင်အတင်းတော်တစ်ခုတည်းမှာအတူတူရှိနေသူနှစ်ယောက်တယောက်ကနာခံတယ်တယောက်ကမနာခံဘူးဆိုရင်သူတို့ရမယ်အတူတူကြုံခံစားရမှာတွေကကွာခြားတွားနိုင်တယ်ဆိုတဲ့သဘောမျိုးပေါ့ ဟုတ်ကဲ့ဒီနာခံမှုကိစ္စကိုပဲယောရှုခေတ်မှာထပ်ပြီးတော့အတီးပြုတ်ခဲ့တယ်လို့လည်းပါတယ်နော်မောရှိခေတ်ပြီးသွားပြီဘာလို့ထပ်ပြီးလို့ဖို့လိုအပ်ခဲ့ရလဲဟင် အချင်းလေးပြောင်းလာလို့ပေါ့လူမျိုးဆက်တည်တက်လာတယ်ပြီးတော့မနာခံမှုတွေဥပမာရေရိခေါ်မှာအခန်းကတာမစ်ထားတဲ့ပစ္စည်းတွေယူတဲ့ကိစ္စမျိုးတွေလေအဲ့လိုပြဿနာတွေစပေါ်လာတော့ အော်ဟုတ်ကဲ့ အကြောင်းအေဗလာတောင်ပေါ်မှာကြောက်စာတိုင်ကြီးတွေစိုက်ထုံးတော့ပြီးတော့အဲ့ဒီပညာတော်တွေရေထွင်းဖို့အမိန့်ပေးခဲ့တာ လူတိုင်းမင်းသားအောင်တရိယာနေအောင်လုပ်တဲ့သဘောပေါ့ ဟုတ်ပါတယ်အဲ့လိုမျိုးပါတရားဟောစရာကတော့ရှေးဟောင်းသူတေသနာရှားဖွေတွေးရှိမှုတချို့အရာလဲအဲ့ဒီနေရာမှာအထင်းမှကြောက်တိုင်မျိုးရှိခဲ့နိုင်တယ်ဆိုတဲ့အလားအလာကိုလည်းထည့်ပြောထားတာ ဆိုတော့အဲ့ပညာတီတွေကကြိမ်ချင်းနဲ့သက်ဆိုင်တဲ့အပိုင်းတွေကိုဒီနေ့ခေတ်နဲ့ချိတ်ဆက်ပြီးရှင်းပြထားတာလေးတွေကအတော်စိတ်ဝင်စားဖို့ကောင်းတယ်နေနမိတ်ရွှေ့တာကိုခေတ်သစ်ဥပမာတွေနဲ့ပြောထားတယ်နော် ဟုတ်ပါတယ်ရှေးတုန်းကတော့မြေယာနဲ့နမိတ်ကြောက်တိုင်ရွှေ့တာပေါ့အခုခေတ်မှာတော့အလုတ်ချင်ခိုးတာမျိုး ဟုတ်တယ်ပြီးတော့ခိုးခုခွေတော့ခိုးခုတချင်းကိုတုံးတာလို့ငိုပိုင်ခွင့်ချိုးဖောက်တာတွေဈေးဝယ်ရင်ပိတ်ဆန်အပေါ်အမ်းပြီးတာပြန်မပေးတာပစ္စည်းကိုဈေးအยังတင်ရောင်းတာဒါတွေအကုန်လုံးကတနည်းမဟုတ်တနည်းသူများရဲ့နေမဲ့ကိုကျူးကျော်တာပဲလို့ဆိုလိုချင်တာ သူတို့လက်တွေ့ကြတယ်ရှုထောင်နေတယ် ဟုတ်ဒုကိုရီကျုံခဲ့ရတာလေတခုလည်းဝေမျှထားသေးတယ်ပစ္စည်းမှရင်အပေါ်ထုတ်ပါလာတာကိုပြန်သွားပေးခဲ့တဲ့အကြောင်းပေါ့ အော်ကောင်းလိုက်တာနောက်တစ်ခုကမျက်မမြင်ကိုလမ်းမားစေတာဆိုတာကိုကဘယ်လိုဖွင့်ဆိုထားသေးလဲ ဒါကလည်းရုပ်ပိုင်းဆိုင်ရာမျက်စိမမြင်တဲ့သူကိုလမ်းမပြတာမျိုးတတ်တတ်မဟုတ်ဘူးပေါ့ ဘ ഹു တုတနေတဲ့သူအားနေတဲ့သူတွေကိုအခွင့်ကောင်းယူပြီးလိမ့်လဲတာမျိုးဥပမာဟိုယင်းနှမျိုးနဲ့မို့အတူရောင်နေနဲ့လိမ့်တာအွန်လိုင်းတင်တိုင်းအတူတွေနဲ့လိမ့်တာမျိုးတွေပေါ့ အခုခေတ်မှာဒါမျိုးတွေတော်တော်များတယ်နော် ဟုတ်ပါပဲပြီးတော့အရေးကြီးတာတစ်ခုကဝิญဉ်ရေးရမှာစံစာကိုတလွဲတင်ပေးပြီးလူတွေကိုလမ်းမရောက်အောင်လုပ်ကမျိုးကလည်းဒီထဲမှာပါဝင်တယ်လို့ဆိုထားတယ် ဒါကပို့ပြီးတော့အရေးကြီးတဲ့အချက်ပဲအိမ်နင်းချင်းကိုတိတ်တဆိတ်တက်ချင်းဆိုတာကတော့ဒါကြတော့ဘလို့တိတ်ပဲလဲ ဒါကလည်းတိုက်ရိုက်အသက်သက်တာကိုပြောတာမဟုတ်ပြန်ဘူး ဟုတ် အတင်းဖင်ပြောတာမဟုတ်မမှန်ဆွဲတာလူတယောက်ရဲ့ဂုံသိက္ခာကိုဖျက်ဆီးပစ်တာအဲ့ဒီလိုလုံရက်ဒီကိုဆိုလိုတာပါတကယ်တော့အဲ့ဒါဒီကလည်းလူမှုရေးရတတ်လိုက်တာနဲ့အတူတူပဲလေ မှန်ပါတယ် နောက်တစ်ခုကတော့လာစားတာတရားစီရင်တဲ့နေရာမှာမမျှတာတာတွေပေါ့ကို့အကျိုးအတွက်နဲ့အမှားဘက်ကယက်တီတာမျိုးတွေကလည်းကျင့်ရင်ကိုတဲဆော်လာစေတဲ့အပြုမှုတွေထဲမှာပါတယ်လို့ထောက်ပြထားတယ် ဒီလိုရက်တွေအပြင်ယေရမီကျမ်းကိုကိုးကားပြီးတော့လေကိုဘသူကိုအားကိုးတယ်လဲဆိုတဲ့အပေါ်မှာလဲကောင်းချီးနဲ့ကြင်ရင်ကမူတည်နေသေးတယ်နော် ဟုတ်တယ်ဒါတော်တော်ရေးကြီးတဲ့ချက်ပဲယေရမီကျမ်းအရာဆိုရင်ပေါ့လေဖះကိုအာမကိုပဲလူအစွမ်းစားကိုယ့်ရဲ့ဉာဏ်ပညာကိုယ့်ရဲ့အဆက်အသွယ်တွေကိုပဲအားကိုးနေမယ်ဆိုရင်ကန်ဒရာတွေကအချောက်သွေးနေတဲ့ခြုံပင်လိုပဲတဲ့ အပင်ပန်ခံရကြောမရှိအတီးပွင့်မရှိဆိုတဲ့သဘောမျိုးလား အဲ့လိုသဘောပေါ့ပင်ပန်းတယ်ဒါပေမဲ့အရာမထင်ဘူးကျင်ကျဲအောင်ရောင်းနေတယ်လို့ပဲဒါပေမဲ့ဖះအပြင်ကိုအားကိုးတဲ့သူကြတော့မင်းနာမှာစိတ်ထားတဲ့တစ်ပင်နဲ့တူတယ်တဲ့ အမြင့်တွေကရေကြောစီရောက်တော့အမြဲစိမ့်လန့်တယ်ပေါ့ ဟုတ်ပါအချိန်တိုင်းအတီးလက်တီးတယ်ဆိုလိုတာကကောင်းကြီးခံစားရတယ်ဆိုတဲ့သဘော
တရားဟောဆရာကသူ့ကိုယ်သွေးလေးနဲ့ဥမာပေးထားတယ်သူဆောင်ဝဲပဲဖြေဖို့ကိုအားကိုကိုပြီးပြင်ဆင်ခဲ့တဲ့ချိန်ရဲ့နောက်ပိုင်းလူငယ်စခန်းတစ်ခုအတွက်ဖះကိုပဲအလုံးစုံအားကိုပြီးပြင်ဆင်ခဲ့ရတဲ့ချိန်ရဲ့မှာသူ့စိတ်ထဲကငြိမ်တဲ့ခြင်းနဲ့ရလာတဲ့ရလက်တွေဘယ်လောက်ကွာခြားသွားလဲဆိုတော့ဝေးမြထားတယ် ဒါဆိုရင်ယုံကြည်သူခရစ်ယာန်တွေအတွက်အဓိကမှတ်သားစရာကယေရှုခရစ်တော်အားဖြင့်ကျင့်ချင်းကနေရွေးနှုတ်ခံရပြီးဆိုပေမဲ့လည်းကိုယ့်နဲ့လူရိတ်တွေရဲ့အကျိုးဆက်အဲ့ဒီကောင်းကြီးသို့မဟုတ်ကျင့်ချင်းဆိုတဲ့နေရာမှာကတော့ရှိနေတော့ပဲဒါကြောင့်တက်တဲ့နဲ့ဆက်ပြီးအသက်ရှင်ဖို့လိုရဲဆိုတဲ့သဘောတယောက်တယ်နော် မှန်ပါတယ်အဲ့ဒါသတိပေးချက်ပဲကိုကကောင်းကြီးတောင်ဖြစ်ပဲဂီရဇင်ဘာမှာရောက်နေပြီဆိုရင်တောင်မှပေါ့ဆဆနေလိုက်လို့ချင်းချင်းတော့အေဘလာဘက်ကိုပြန်ရောက်သွားအောင်နာခွန်မှုနဲ့ဖျားကိုအားကိုးမှုဆိုတဲ့ရွေးချယ်မှုကိုဆက်လက်ပြီးလှုပ်ဆောင်နေဖို့အရေးကြီးတယ်ဆိုတာကိုအဓိကပြောချင်တာပါ ရှင်းလင်းတဲ့အနှစ်ချုပ်ပါပဲဆိုတော့ဒီနေ့ဆွေးနွေးကြတာတွေကိုပြန်ကြည့်ရင်အဓိကကတော့ဖျားသခင်ကိုနာခံမှုနဲ့ကောင်းကြီးမနာခံမှုနဲ့အနုလက္ခဏာဆောင်တဲ့အကျိုးဆက်တွေကြားကတိုက်ရိုက်ဆံွယ်မှုပြီးတော့ကိုယ်အစွမ်းစားကိုအားကိုးတာထက်ဖျားသခင်ကိုအားကိုးခြင်းရဲ့အရေးပါပုံဒါတွေပဲဖြစ်မှထင်ပါတယ် ဟုတ်ပါတယ်အဲ့ဒီရွေးချယ်မှုတွေကကျွန်တော်တို့ရဲ့နေ့စဉ်ဘဝအတွေ့အကြုံတွေအပေါ်မှာတကယ်ပဲတက်ရောက်မှုရှိတယ်ဆိုတာကိုဒီတရားဟောချက်ကထပ်တလေလေအတီးဖြူနေတာပါ ကောင်းမွန်တဲ့ဆွေးနွေးမှုလေးပါပဲဒီเจ้าຢာတွေကနေဆက်ပြီးစဉ်းစားစရာလေးတခုမေးခွန်းထုတ်ချင်တာကတော့လေဒီလုတ်ရက်နဲ့အကျိုးဆက်ဆိုတဲ့ကောင်းကြီးကျင့်ခြင်းနေရမှာဟာဘာသာရေးရှုထောင့်ကနေခဏလေးဖယ်ပြီးကြည့်ရင်တော့မှကျမတို့ရဲ့နေ့စဉ်ဘဝဆုံးဖြတ်ချက်တွေချမှတ်ပုံနဲ့ကိုယ်ပိုင်တာဝန်ယူမှုအပေါ်မှာတော့ဘယ်လိုမျိုးတက်ရောက်မှုတွေရှိနေနိုင်မလဲဆိုတာပါပဲ